လာပါကျွန်တော်ကတော့စောစောနိုင်ပါစောစော mobile ရဲ့ founder ပါဒီနေ့မှာကျွန်တော်တို့ကဒီမကာရွှေမျိုးတော်ကြီးမှာရှိတဲ့ဂျပရီနူးလို့ခေါ်တဲ့နူးတောင်ပေါ့နော်အလင်းတောင်ကိုကျွန်တော်တို့သွားကြမှာဖြစ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းတွေအတူသွားကြမှာပါဒီတောင်ကိုဘာလို့နူးတောင်လို့ခေါ်တာလဲဆိုတော့ကဘာကြီးကိုအလင်းပေးခဲ့တဲ့ကိုရန်ကျန်းတော်မြတ်စတင်ကြာရောက်ခဲ့ရာဟေရာလိုင်ကိုရှိတဲ့အတွက်ဒီတောင်ကြီးကိုနူးတောင်လို့ခေါ်တာဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်တို့တောင်ရဲ့တောင်ကြီးကိုကျွန်တော်တို့ရောက်ကြပါပြီဒီတောင်ကြီးမှာဆိုင်တွေအများကြီးရှိတယ် shopping တွေလည်းထွက်လို့ရတယ်မုတ်တွေလည်းစားလို့ရတယ်အခုဆိုရင်တော့ကျွန်တော်တို့ဒီမှာမုတ်ဝယ်စားကြမှာပေါ့နော်မုတ်လေးဝယ်စားပြီးကျွန်တော်တို့တက်ကြတော့မှာပါကဲကျွန်တော်တို့စတက်ကြပါတော့မယ်ဒါကတော့စိန်ခေါ်မှုပါတကယ်အဆုံးထိတက်နိုင်မလားဆိုတာတော့စောင့်ကြည့်ရပါမယ်မတက်နိုင်ဒီဗီဒီယိုလည်းတင်ဖို့မရှိပါဘူးဆလာမ်အလိုင်ကွမ်ဆလာမ်ရဟမတ်တူလာဒါတော့ကျွန်တော်တို့အင်ဒိုနီးရှားအဖွဲ့တစ်ခုနဲ့တွေ့လို့ဆလမ်ပေးနှုတ်ဆက်တာပါတောင်ခြေကနေပြီး10မိနစ်လောက်တက်ပြီးသွားရင်ဒီအစာအုပ်လေးရှိတယ်ပေါ့နော်ဒီထဲမှာတော့ကျွန်တော်တို့အေးတွေဘာတွေဝယ်ဖို့မိခဲ့တယ်ရေတွေဘာတွေဝယ်ဖို့မိခဲ့တယ်ဆိုရင်ရေတွေမဟုတ်တွေဝယ်လို့ရပါတယ်ဘာလို့ hash ပြီးအောင်လုပ်မယ်ဝိတ်ချမယ်ပြီးပြရမယ်လာတော့စက်မတက်ပဲဆင်းဖို့အတွက်ကျွန်တော်စီးရုံနေတာပါလာတယ်ပင်ကြောင့်ကခဏလာဟိုကြောင်လေးတွေအများကြီးရှိတယ်ပေါ့နော်ကြောင်စာလေးတွေဘာလေးတွေယူလာပြီးကျွေးလို့ရတယ်ကျွန်တော်တို့ကတော့မသိလို့မယူလာခဲ့ဖြစ်လိုက်ဘူးဆိုရင်တော့ကျွန်တော်တို့စပြီးတော့မှတက်နေပါပြီကျွန်တော်တို့အဖွဲလိုက်ကြီးတက်နေတာပါဒါကတော့၄ပုံတစ်ပုံလောက်ရောက်တဲ့အနေထားပေါ့နော်ဒီနားမှာတော့ကျွန်တော်တို့ view point ပုံစံမျိုးလေးရှိတယ်တော်တော်လေးလှတယ်ပေါ့နော်ကျွန်တော်တို့ထပ်ပြီးတော့မှတက်နေပါတယ်ဒါ၄ပုံတစ်ပုံလောက်ရှိတဲ့အနေထားမှာတော့မှကိုယ်တွေတက်လာတာတော်တော်လေးမနေဘူးပေါ့နော်ဟိုးမှာအခုနဒါစစ်ဆက်တက်လာတာပေါ့နော်ဟိုမှာမြင်နေရတဲ့အဆောက်အဦဆိုတာအခုနကျွန်တော်တို့အေးဝယ်တယ်လို့ပြောတဲ့နေရာပေါ့နော်ဒါကတော့အဲ့နားလောက်ကနေပြီးတော့မှဒီကာဘာကျောင်းတော်အရှိကနာရီစင်ကိုကျွန်တော်တို့ zoom ဆွဲပြီးတော့မှရိုက်ကြည့်တာပါဒီမှာတက်နေကြတဲ့လူတွေကတော့အများကြီးပဲပေါ့နော်ခဏနေတော့မှောင်တော့မှာကျွန်တော်တို့ကတော့တက်ရင်နားရင်နဲ့တဖြည်းဖြည်းနဲ့တော့တက်နေတာပေါ့ဗျာအခုဆိုရင်တော့ကျွန်တော်တို့မဂရစ်ဖတ်ပြီးတော့ဆက်တက်နေတာပါမဂရစ်ဖတ်ပြီးသွားတဲ့အချိန်မှာတော့နေကလုံးဝဝင်သွားပြီးတော့မှအမောင်ပုံစံဖြစ်သွားပါတယ်အခုညာဘက်ချမ်းမှမြင်နေရတာကဒါမကာမျိုးရဲ့အလှပါတောင်လေးတွေကဒီကြောက်တွေကိုထွင်းပြီးတော့မှလေကားလှုပ်ထားတာဖြစ်တဲ့အတွက်အချို့နေရာတွေမှာမညီညာပါဘူးဒီနေရာတွေမှာတော့အကာရှိတယ်အချို့နေရာတွေမှာဆိုအကာမရှိတဲ့နေရာတွေလည်းရှိတယ်ပေါ့နော်ညာဘက်ဆိုတော့မီးမောင်လည်းမရှိတဲ့အပေါ်မှာတော်တော်လေးတော့ဟိုသတိထားပြီးတော့မှတက်ရပါတယ်ဒါလေးကတော့နောက်10မိနစ်လောက်တက်ရင်တောင်ထိပ်ကိုရောက်တော့မယ့်အနေထားနားမှာရှိတဲ့ကြောက်ဖြာပုံစံကြီးပေါ့နော်အဲနားလေးမှာကျွန်တော်တို့ခဏရက်ပြီးတော့မှနားကြတာပါအခုနားပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့မှအပေါ်ကိုတက်ပါပြီအပေါ်ကိုရောက်ခါနီးပြီပေါ့ဗျာဒါကတော့ထိတ်ဆုံးနားကိုရောက်တော့မယ့်အချိန်မှာတော့အတက်အဆင်းလေးတွေကများတယ်လမ်းလေးတွေကလည်းနည်းနည်းလေးကျင်းတယ်ပေါ့နော်လမ်းလေးတွေကလည်းကျင်းတော့တဝူတူစောင့်ပြီးတော့မှတက်ရတာပေါ့နော်ဒီနောက်မှာခီးတစ်ထောက်ခဏနားမယ်တဲ့အပေါ်ရောက်ပြီရောက်နေပါပြီချလိုက်တော့ဟုတ်ကူလားဒါအပေါ်ရောက်ရင်ကျွန်တော်ဖုန်းဆက်လိုက်နော်နောက်ဆုံးဆိုတာတေးကြိုင်ဒီဘက်နည်းနည်းကတ်တာဒီအိမ်နာမှာသစင်းချောတယ်ဆိုဒါလေးနည်းနည်းကြိုင်ပေးလို့ရကိုရွေးတဲ့လမ်းကြောင်းကြီးမဟုတ်ဘူးဟုတ်တယ်အမလာရောက်ပြီသူကခဲချောချောတယ်စီးတယ်ဗျာလမ်းကြောင်းကြီးမဟုတ်ဘူးအခုဆိုရင်တော့ကျွန်တော်တို့တောင်ရဲ့ထိတ်ကိုတက်ပါပြီ
ဒါကတော့လုံးဝတောင်ရဲ့ထိတ်ဆုံးပါခင်ဗျာဘေးပတ်လည်မှာမြင်နေရတာတော့ဒါကတော့မကာမြို့ကြီးပေါ့နော်ဒါကတော့ဒီပေါ်ကနေကြည့်မယ်ဆိုရင်တော့မကာတစ်မျိုးလုံးကိုငုံပြီးတော့မှမြင်ရမှာဖြစ်ပါတယ်ပေါ်မှာတော့ဈေးဆိုင်လေးတွေရှိနေတာတော့ vibe ကတော့နည်းနည်းလေးပြတ်တာပေါ့ဗျာတိတ်တော့မမိုက်ဘူးပေါ့နော်စူညံနေတာပေါ့နည်းနည်းတော့အခုဒီအရှိမမြင်နေရတာကဒီလိုင်းကဒီအောက်ပြန်ဆင်းရမှာအရှိလေးကိုနည်းနည်းလေးအောက်လေးကိုပြန်ဆင်းလိုက်မယ်ဆိုရင်အမှဟေးတာလိုင်းကိုရှိတာဖြစ်ပါတယ်အဲအောက်လေးမဆင်းခင်ဆင်းတဲ့နေရာမှာလည်းအခုဒီလိုနမတ်ဖတ်တဲ့လူရောရက်နေတဲ့လူတွေနဲ့ရောအရန်ပြည့်ချက်ပြီးတော့မှအောက်ကိုဆင်းသွားမယ်ဆိုလဲဟေးတာလိုင်းကိုရဲ့ပတ်လည်မှာဟာဂျီရဲ့အစွတ်လိုပဲသူကတော်တော်လေးကိုတိုးနေတာပါအဲ့တော့ကျွန်တော်တို့မှအမျိုးသမီးတွေလည်းပါတယ်ညဘက်လည်းဖြစ်နေတဲ့အတွက်ကျွန်တော်တို့အောက်တော့မဆင်းတော့ဘူးဆင်းရင်တော့2မိနစ်လောက်ပဲကြာမယ်လို့ခန့်မှန်းတယ်ဒါပေမဲ့ကျွန်တော်မဆင်းတော့ဘူးအပေါ်ကနေပဲကြည့်ပြီးတော့မှကျွန်တော်တို့ပြန်มาဖြစ်ပါတယ်အခုဒီမှာမြင်နေရတာကတော့ဟေရာလိုင်းကိုဖြစ်ပါတယ်လူအရန်ကြက်နေတာကြောင့်ကျွန်တော်တို့အောက်ကိုမဆင်းတော့ပါဘူး။အဲ့ဒီလမ်းကြည့်ရင်ကျွန်တော်တို့ကာဘာကိုပါလမ်းမြင်နေရပါတယ်။ဖုန်းထဲမှာဆိုတော့ဒီလောက်ပဲပေါ့နော်။ဒါပေမဲ့တောင်ထိပ်ကတကယ်ကြီးရတဲ့မြင်ကွင်းကတော့တော်တော်လေးကိုလှပါတယ်။အမတ်တရစကားလေးတစ်ခေါက်လောက်တိုက်တာပြောတကယ်တိုက်တာပြော။ဘာမှမတက်ခင်နဲ့။တို့မောတယ်ပေါ့နော်ဒါပေမဲ့အလ်ဟမ်ဒူလ illah စနိုးပဲတက်နိုင်မယ်လို့မထင်တော့ဒါပေမဲ့တရားစကားရောက်လာမနဲ့တရားပြောမယ်ဒီမှာလေးတော်တော်မောတယ်တော်တော်မောတယ်ဒါပဲလားကျွန်တော်ပြောမယ်ကိုတော့ဂျင်မမီအောက်မှာကျန်ခဲ့တယ်အလ်ဟမ်ဒူလ illah တက်နိုင်သွားတော့ပဲဟုတ်တယ်မအားလုံးတန်းနဲ့ပြောမယ်ဒီဘက်မှာသူစပေါလုံနိုင်သွားပြီမူးတာတွေမတ်တာတွေစိတ်ဝင်သွားဒီဘက်မှာတရလေးဒီမောတယ်မောရအောင်တကယ်ကြီးပြောအမတ်တရ amazing ဘူးဆိုရင်တော့ကျွန်တော်တို့အဖွဲ့အောက်ကိုပြန်ဆင်းကြပါပြီတက်တုံးကကြတော့ပင်ပန်းတယ်အဆင်းကတိတ်တော့မပင်ပန်းဘူးဒါပေမဲ့မြင်းတဲ့အချို့လူဆိုအဲ့လိုလေးဘက်တွေပဲထောက်ပြီးတက်နေရတယ်ပေါ့ပြန်ဆင်းတဲ့အချိန်မှာလည်းအမြင့်ကြောက်တဲ့လူတွေဆိုအဲ့လိုဖင်တရိုးတိုက်ပြီးဆင်းတဲ့လူတွေလည်းအချို့တွေရှိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းအမြင့်တက်နေကြမဟုတ်တဲ့အတွက်တော်တော်လေးသတိထားပြီးတော့မှဆင်းရတာမျိုးရှိတယ်ပေါ့နော်ဒီနားလေးမှာတော့ကျွန်တော်တို့တွေလာတော့ခဏနားတဲ့ကြောက်ဖြာနားမှာကျွန်တော်တို့အမတ်တရမုတ်တွေပါတွေစားကြတာပေါ့နော်အခုဒါကျွန်တော်တို့တက်လာတော့အခုလေပြေလေညင်းလေးတွေကျွန်တော်တို့စောင့်ကြိုနေပါတယ်တက်လာတော့ကျွန်တော်တို့ဟိုမဂရစ်ဖတ်ခဲ့တဲ့နေရာလေးပါဒါတော့မဂရစ်ဖတ်ခဲ့တဲ့နေရာလေးပါကျွန်တော်တို့အခုဆက်ပြီးတော့မှဆင်းနေကြပါပြီဘေးပတ်လေရှုခင်းနေတော်တော်ကိုလှပါတယ်ဖုန်းထဲမှာရိုက်ခဲ့တာတော့အပြင်ကမြင်ကွင်းကိုမြင်အောင်တော့ရိုက်လို့မရနိုင်ဘူးပေါ့နော်ဒါပေမဲ့အပြင်မှာတော့တော်တော်လေးလှပါတယ်အခုတော့ကျွန်တော်တောင်ကြီးကိုရောက်ပါပြီခင်ဗျာဒီအဖွဲ့ထဲမှာပါခဲ့တဲ့လူတွေကလည်းဒီတောင်လေးတက်လိုက်တာတဲဆိုတဲ့အချိန်လေးအတွင်းမှာပေါ့နော်တယောက်နဲ့တယောက်တော်တော်လေးကိုရင်းနှီးမှုတွေလည်းရခဲ့ကြပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့စောစောနိုင်ပါစောစောမိုဘိုင်းအပါအဝင်လုပ်ငန်းအချို့ရဲ့ founder ပါ